ခဲ့တာရေချိုးစိတ်ရဲ့တနေရာထိုင်ကငေးလို့နေချိန်မှာအော်ရိုစာအုတ်ကလေးပြကသူလာပေးလို့ရေရတာစကားပြောတော့ဝဲဝဲပါရေလာခက်တဲ့ကောင်းမလေးချစ်စရာတဘောထားလဲကောင်းကြတာရောမျိုးကအပြင်မှာမော်တော်ကားနဲ့ကြုံလာကတောင်ပေါ်တွေကဖြက်လို့ပါနေပူပြင်းပြင်းတဲ့မှာပင်ဘယ်လာပေါ်ဒီခါဂစ်တာတီးတဲ့ကောင်းလေး Readyရှောက်ကြည့်တာမြင်လဲခါတော့မတတ်တာဂီယာကြီးကအပြဲမှာဒီတခါတော့စေကြုံမှာအစီလေးများနေတဲ့ခါလေဟာပြင်းထက်ရှေကြီးကဝဲပဲနောက်ကောက်ပြန်ပြေးအတောင်လူတစ်ခေါက်ဝင်လေတာတီတီစီတဲ့ရောက်တဲ့ခါတငယ်ချင်းများနဲ့တွေ့ရတာမိမလာကျွန်းလို့ခေါ်မယ်ကွာသူတို့မျိုးကနေရလေတောင်မူမြေကထွက်လို့တာရင်ကုန်မျိုးကိုရောက်လို့လာဒီတစ်ခေါက်နေတာမမီကလည်းမကြည့်ပါကြုံကြိုက်တော့မဝင်လေတာဒီတခါခွင်လိုက်ပါမချစ်ဘူးလားခွင်မမီရဲ့ဂစ်တာတီးတဲ့